အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ညာသားကချင်းမိုင်မြို့မှာရှိတဲ့နက်ဖွက်ထားတဲ့ရေကန်ဆိုပြီးနာမည်ကြီးတဲ့နေရာလေးကိုရောက်ဖြစ်ခဲ့ပါတယ်ဒီရေကန်လေးကနက်ဖွက်ထားသလိုပဲတကယ်လှနေလားဆိုတော့ညာသားရဲ့ flow ကိုကြည့်ပြီးမှသိပါလိမ့်မယ်အဲ့တော့လိုက်ကြည့်ပြီးပါဦး let's go အရင်ရက်ကကျွန်တော်သွားရပါတော့သွားပြီမဲ့ဆက်လီကိုဖိုကင်တင်မထားတော့ကျွန်တော်စီးလို့မရခဲ့ဘူးပေါ့နော်ဒါကျွန်တော်အဓိကစီးကျင်တာနေထွက်ချင်စီးကျင်တာရဲစင်စီးကျင်တော့ walking သွားလို့ရှိရင်ရမယ်မှတ်တာပေါ့နော်တကယ်တော့ကြာမရပါဘူးချိုးပြီးတော့ဖိုကင်တရားပါတယ်ကြိုးပြီးဖိုကင်မတင်လို့ရှိရင်ဟိုမှာကဆက်လီတွေကမအားပါဘူးကိုစီးကျင်တဲ့အချိန်မရတာပေါ့နော်ဒီကတော့အဲ့တော့ကိုကအဲ့ပီနာသွားမယ်ဆက်လီစီးမယ်စောစီးနေထွက်ချိန်သွားမယ်ဆိုရင်တော့ဖိုကင်တင်မှရပါမယ်အဲ့လိုမျိုးမဟုတ်ဘူးကိုက9 နာရီ10 နာရီလောက်မှစီးမယ်ဘာမှမဖြစ်ဘူးဆိုရင်တော့ walking ရနိုင်ပါတယ်ဗျကဲအဲ့တော့ဒီနေ့တော့ကျွန်တော်တို့4 နာရီထိုးပြီပေါ့နော်4 နာရီ15မိနစ်လောက်ရှိကျွန်တော်သွားတော့မယ်ဒီကနေဆိုလို့ရှိရင်ချင်းမိုင်မျိုးထဲနေဆိုလို့ရှိရင်ကျွန်တော်1 နာရီ24 မိနစ်လောက်အဲ့လောက်တော့သွားရတယ်ဗျ1 နာရီခွဲဝန်းကျင်လောက်သွားရတယ်ပေါ့နော်ညာသားတို့ကမနေ့စောထွက်တာဆိုတော့ကားလမ်းပိတ်တာတွေကချက်တာတွေမဖြစ်ပါဘူးမိတ်ဆွေတို့လည်းဒီကန်ကြီးကို sunrise အချိန်မီအောင်သွားခြင်းနဲ့ဆိုလို့ရှိရင်ကိုစီကနေထွက်မယ်အချိန်ကိုချိန်ပြီးတော့သွားပေါ့နော်ဒါတော့ကျွန်တော်ဆက်လက်စီရမယ့်စိတ်ပါကျွန်တော်တို့အစောဆုံးရောက်နေတာပါပဲနောက်တော့မှကျွန်တော်တို့လိုပဲပိုကင်တင်ထားတဲ့သူတွေထပ်ထပ်ပြီးရောက်လာမှာပါဒီနေရာလေးကတော့ကျွန်တော်လက်မှတ်ရောက်တဲ့နေရာလေးပါမခုံနဲ့အမတယောက်ထိုင်နေပါတယ်ကျွန်တော်ဘိုကင်တင်မထားဘဲနဲ့ walk in စီးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီအမစီမှာလက်မှတ်ဖြတ်ပြီးတော့စီးလို့ရပါတယ်ဆက်လီအားမဲ့အချိန်ကိုတော့စောင့်စီးရပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ sunrise ထွက်မှာက6 နာရီ 53 မိနစ်လောက်အဲ့လောက်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့6 နာရီ 20 လောက်စထွက်မှာလေ6 နာရီ 20 လောက်စထွက်တော့လေနဲ့အဲ့တပင်းစီသွားတဲ့အချိန်နဲ့မိနစ် 20 လောက်မောင်းရတယ်ပေါ့အဲ့ဒါမှကျွန်တော်နေစထွက်တဲ့ဟာကိုမြင်ရပါဘူးဒီမှာကကျွန်တော်ဆက်လီကတစည်းကိုသူကလူ3ယောက်ထိရတယ်ပေါ့နော်အဲ့လိုတစည်းကိုကျွန်တော်900ပေးရတယ်900ပေးရတယ်သူမောင်းတဲ့အချိန်အောင်1 နာရီပေးတယ်ကျွန်တော်ပြီးတော့ကျတစ်ကက်ဝယ်ရတယ်အဲ့တစ်ကက်ကကျကျွန်တော်ဒီအဲ့အပင်းမှာဒီ government ကိုပေးရတဲ့ ticket ပေါ့ဗျာအဲ့ဒါတော့တယောက်ကို100ပေးရတယ်ကြီးဖို့စောင့်နေတဲ့လူတွေညားကြိုက်အဲ့လိုမျိုးဒါကအကုန်လုံးက reservation လုပ်ထားတဲ့လူတွေကြီးပဲပေါ့နော်အဲ့ဒါမှအဆင်ပြေတာဗျအဲ့ဒီမှာ light jacket တွေပေးရပေါ့နော် light jacket လေးပြောပွဲဗျအောင်ဆိုကျွန်တော်ကစီစီရမှာဆိုလေညာသားတို့သွားတဲ့အချိန်ကစောင်းကုန်ကန်ဒီချိန်ဆိုပေမဲ့မနေ့အစောဖြစ်နေတော့အေးတက်တော့ရှိပါသေးတယ်အဲ့တော့ဒီရက်ထဲကိုသွားမယ်ဆိုလို့ရှိရင်ပေါ်တဲ့နှွေးတဲ့လေးပြောဝတ်သွားသေးချင်ပါတယ်စာထွက်တော့မပြဒီနေရာလေးကိုညာသားကစောင်းနှွင်းတော့လာခြင်းခဲ့တာပါအဲ့လိုရေငွေ့တွေအရန်ထပြီးတော့မြူတွေအုံဆိုင်နေတဲ့အချိန်လာခြင်းခဲ့တာပေါ့နော်တက်တော့မှာဆိုလို့ရှိရင်အမြဲတွေ့ရတယ်ပေါ့နော်အဲ့လိုမြူတွေဆိုင်နေတဲ့အချိန်ဒီနေရာကတော်တော်ကိုလှတာဗျခုရောဘယ်လောက်လှသေးလဲဆိုတာညာသားနဲ့တူလိုက်ကြည့်ပြပါအောင်ဒါကတော့ကျွန်တော်တို့ဝင်ကြီးတယောက်ကိုပတ်တရားပေးရတဲ့နေရာပါညာသားတို့ကခုနကလေစိတ်မှာအကုန်လုံးရှင်းခဲ့ပြီးသားဆိုတော့အခုဒီနေရာကိုတော့ဆက်လေသမားကသူ့အတူစီစဉ်ပြီးတော့ပေးတော့ပါတယ်လေတွေကများတော့ကျွန်တော်တို့ဆက်လေပေးပြီးတဲ့အချိန်စောင့်နေတာပါကဲရပြီဆိုတော့ကျွန်တော်ဆက်ထွက်ပါမယ်နောက်ဖွက်ထားရဲဆိုတဲ့ရေကန်ကြီးနဲ့အပင်းရှိတဲ့နေရာကမဲငယ်10ထဲမှာရှိတာပေါ့နော်ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်မိုးရင်းပြီးကစားပေါ့နော်အဲ့ဆောင်းဦးပေါ့အဲ့လောက်ဆိုသွားလို့ကောင်းတယ်ခု2 လပိုင်းကုန်သွားပြီးတော့3 လပိုင်းနဲ့ရောက်သွားရင်တော့ဒီနေရာကလှတော့မှာမဟုတ်ပါဘူးအဲ့တော့မိတ်ဆွေတို့သွားကျင်တယ်ဆိုလို့ရှိရင်2 လပိုင်းမကုန်ခင်သွားလို့ရပါသေးတယ်ညာသားတို့သွားတဲ့အချိန်အပေါ်ကလာအကွေးလေးတောင်မပြောက်သေးပါဘူးချင်းမိုင်မှာညာသားဒါဆက်လီပထမဆုံးစီးတာပါအခုလိုစီးတော့ကျွန်တော်အင်းလေးမှာဆက်လီစီးရအောင်သွားသတိရတယ်ဗျာအင်းလေးမှာဆက်လီစီးရတော့အခုထက်ပိုပြီးစီးလို့လည်းကောင်းတယ်လို့ပြောစရာလည်းတော်တော်ကောင်းပါတယ်ကဲနောက်ဆုံးတော့အပင်းကြီးရှိနေအောင်ရောက်လာပါပြီငငယ်ဆဲမှာရှိရဲ့ဒီတစ်ပင်တွေကတစ်နှစ်ကိုဝင်ငွေအများကြီးရှာပေးနေတာဗျလူတွေဖန်တီးထားတာမဟုတ်ဘဲနဲ့တဘာဝတိုင်လှနေတဲ့နေရာဆိုတော့ထိမ့်သိမ့်ပြီးတော့ပတ်စံရှာလို့ကောင်းတာပေါ့ဗျာဒီမငယ်ဆဲကကျွန်တော်ရှေ့မှာလည်းဘလော့တင်ခဲ့ပူပါတယ်ချင်းမိုင်မြို့မှာအရန်လာတဲ့အကြီးဆုံးနဲ့အကျယ်ဆုံးဆဲပါဒီမငယ်ဆဲကြီးတဲမှာဆိုလို့ရှိရင်ကျွန်တော်ရေပေါ်အိမ်မှာလာပြီးတော့အနားယူပန်းဖြီတာတွေဆက်လီစီးတာတွေကျွန်တော်ကရက်စီးတာတွေနောက်ပြီးအရန်လာတဲ့နေဝင်ချိန်နေထွက်ချိန်တွေကိုဒီနေရာမှာလာကြည့်လို့ရပါတယ်ညာသားတို့လာတဲ့အချိန်က2 လပိုင်းထဲမှာဆိုတော့ရေကျပြီးတော့အပင်တဝက်လောက်ပေါ်နေပါပြီဒီနေရာကရေတက်နေတဲ့အချိန်အဲ့လိုမျိုးအေးတဲ့အချိန်ပေါ့နော်အဲ့လိုမြူတွေထနေတယ်ရေငွေတွေထနေတဲ့အချိန်ဆိုတော်တော်လှတာဗျခုကတော့ရေငွေရလဲကျွန်တော်မစိုးတလောက်ကလေးပဲထားတော့တယ်အရန်လဲမြူတွေလည်းမုံဆိုင်တော့ဘူးပေါ့နော်နောက်နှစ်တော့ဒီနေရာကိုကျွန်တော်အဲ့လိုစောင်းတွင်းဘက်ကိုရောက်အောင်လာပါမယ်အရန်လှတဲ့အချိန်ကိုရောက်အောင်လာကြည့်အောင်ပဲဗျဒီပင်ကြီးတွေကိုကျွန်တော် rain tree လို့ခေါ်ကြပြီးတော့ထိုင်းမှာဆိုရင်တော့သူက chanchuri လို့ခေါ်ကြတယ်လို့သိရတယ်ဗျ2 လပိုင်းနဲ့ရောက်နေရတော့မှဒီပင်ကြီးစီကိုလာကြတဲ့ဧည့်သည်တော်တော်များပါတယ်ချင်းမိုင်မှာရောက်နေပြီးနေရာအသစ်ဆန်းလေးတွေမှာဓာတ်ပုံဗီဒီယိုလှလှလေးရိုက်ချင်နေဆိုရင်တော့ဒီအပင်ကြီးရှိတဲ့နေရာကိုလာရိုက်ပေါ့နော်သွားမယ်ဆိုရင်ဒီ2 လပိုင်းနဲ့တော့အမိသွားသေးချင်ပါတယ်ညာသားတို့ကနေထွက်တဲ့အချိန်ကိုသွားတာဆိုတော့နေထွက်လာတဲ့အယောင်နဲ့ဒီကန်ရီပြင်းနဲ့အပင်နဲ့တော်တော်တော့ပနန်တက်ပါတယ်
ဟိုးနောက်မှာမြင်နေရတဲ့နေထွက်လာတဲ့ကောင်းကင်အယောင်ဆိုလို့ရှိရင်တော်တော်လေးကိုလှပါတယ်အခုညာသားရဲ့ဘလော့ကိုကြည့်နေတဲ့သူတွေထဲမှာဒီဘင်းကြီးကိုသွားဖို့စဉ်းစားထားတဲ့သူတွေပါတယ်ဆိုလို့ရှိရင်ရောက်အောင်သွားပါလို့ညာသားအကြံပြုလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘင်းကြီးစီမရောက်ခင်မဲငယ်စေထဲမှာဆက်လေးတွေပျော်ကြီးစီးရမယ်အရန်လာတဲ့နေထွက်ခြင်းကိုလည်းကြည့်လို့ရမယ်ခုလိုမျိုးဘင်းကြီးနဲ့လည်းဓာတ်ပုံဗီဒီယိုလှလှလေးရိုက်လို့ရမယ်ဆိုတော့သွားသင့်ပါတယ်ဗျာမိတ်ဆွေတို့လည်းဒီနေရာကိုသွားဖို့တဲ့ကားငါးဝန်ဆောင်မှုလိုအပ်တယ်ဆိုလို့ရှိရင်ညာသားအသုံးပြုခဲ့တဲ့ Arizona Car Rental Service မှာကားငါးဝန်ဆောင်မှုကိုစိတ်ချယုံကြည်စွာငှားရမ်းအသုံးပြုနိုင်ပါတယ်ညာသားတို့ဆက်လက်အသုံးပြုချိန်တနားရီပြည့်သွားပြီဆိုတော့ဆက်လက်သမားကကျွန်တော်တို့ကိုလေးစိတ်ကိုပြန်လိုက်ပို့နေပါပြီမိတ်ဆွေတို့လည်းဒီနေရာလေးကိုသွားခဲ့တယ်ဆိုလို့ရှိရင်ဆက်လက်စီးပြီးတော့မဲငယ်စေရဲ့အလှကိုတဝါကြီးခံစားခဲ့ပါကဲတော့စီးမယ်ဆိုလို့ရှိရင်တနားရီနဲ့လည်းလည်းဟောပြခုပြတနားရီမှတက်မှာဒါပေမဲ့တနားရီဆိုလို့ရှိရင်လည်းဘတ်1400ပြသွားပြီနော်3ယောက်စီးမယ်ဆိုတက်မှာလေကြောက်900လောက်ပဲကြောက်တယောက်တည်းသွားမယ်ဆိုတဲ့သူတွေလည်းသွားလို့ရပါတယ်ဆက်လက်ကတော့900ပါပဲဈေးစစ်ပြီးတော့စီးလို့ရရင်တော့စစ်ကြည့်ပေါ့ဗျာကဲအဲ့တော့ကျွန်တော် vlog လေးကိုညီကုန်းချိုးရမယ်ဆိုလို့ရှိရင်ဒီနေရာကကျွန်တော်ဗီဒီယိုရှေ့မှာပြောခဲ့သလိုပဲနက်ဖွက်ထားအောင်လောက်ထိလှလားဆိုတော့မစိုးဘူးလို့ပြောလို့ရပါမယ်နောက်နှစ်တော့ကျွန်တော်ပြောသလိုပဲမြူတွေရမ်းထားတဲ့အချိန်ရေပြည့်နေတဲ့အချိန်ကိုရောက်အောင်သွားပါမယ်အဲ့ချိန်ကျရင်တော့အခုထက်ပိုပြီးတော့အများကြီးလှမှာသိကြပါတယ်ဘာဖြစ်ဖြစ်အခုချိန်ဒီနေရာလေးကိုသွားဖို့စဉ်းစားထားတဲ့သူတွေကတော့ရောက်အောင်သွားကြည့်ပြီးတော့မဲငယ်ဆဲထဲမှာဆက်လီစီးပြီးဓာတ်ပုံတွေဗီဒီယိုတွေလှလှလေးရိုက်ခဲ့ကြပါမိတ်ဆွေတို့ရဲ့တရက်တာကိုပျော်စရာအမှတ်တရတွေဖန်တီးနိုင်ပါစေလို့ပြောရင်းနဲ့ကဲဒီနေ့တော့ဒီလောက်ပါပဲနောက် vlog တွေမှာပြန်တွေ့ပါမယ်